မင်္ဂလာပါခင်ဗျာ2013ခုနှစ်ဩဂုတ်လ29ရက်အင်္ဂါနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါပြီကျွန်တော်ကကျော်မဲထွန်းပါခင်ဗျာ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီအထိတင်ဆက်သွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးတော့တင်ပြပေးပါမယ်ခင်ဗျာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကို၄လနဲ့ပြီးသုံးသက်တင်ပြဖို့ပြည်အောင်စုလွှတ်တော်ကဒီကနေ့ပြုလုပ်တဲ့ပြည်အောင်စုလွှတ်တော်အစည်းအဝေးကနေဆုံးဖြတ်လိုက်ပါတယ်2008အခြေခံဥပဒေလေ့လာရေးကော်မတီရဲ့ဦးတည်ချက်လုပ်ငန်းတာဝန်ရပိုင်ခွင့်နဲ့လှုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်တဲ့အစီရင်ခံစာကိုကော်မတီအတွင်းရေးမှူးဦးအေးမောက်ကတင်သွင်းခဲ့တာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီကလှုပ်ဆောင်သွားမဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သင်္ကန်းကျွန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကအခုလိုပြောပြပါတယ်ပြည်အောင်စုလွှတ်တော်ကိုအခုတမထားတာတော့2013ဒီဇင်ဘာ30ရက်နေ့နောက်ဆုံးထားပြီးတင်ရမှာ။အဲ့တော့သူတို့ဒီမှာ Facebook အခြေခံဥပဒေကိုအခုဒီမှာပါရတဲ့အစုအဖွဲ့ခွဲပြီးတော့အပိုင်းလိုက်ဆွေးနွေးမယ်။ဆွေးနွေးပြီးကော်မတီတစ်ခုလုံးမှာပြန်ဆွေးနွေးမယ်။ဆွေးနွေးပြီးအဲ့ဒါကိုပြည်အောင်စုလွှတ်တော်ကိုတင်ပြမှာ။အလားတူပဲစက်ရုံအလုပ်ရုံတွေကိုသွားရောက်လေ့လာခဲ့တဲ့ပြည်အောင်စုလွှတ်တော်အလုပ်သမားအလုပ်ရှင်အခွင့်အရေးလေ့လာရေးပူးပေါင်းကော်မရှင်ရဲ့တွေ့ရှိချက်အစီရင်ခံစာကိုဒီကနေ့အစည်းအဝေးကနေပြီးတော့အတည်ပြုလိုက်ပါတယ်။ဒီအစီရင်ခံစာမှာအလုပ်သမားတွေကိုအလုပ်ခန့်တဲ့အခါစာချုပ်ချုပ်ဆိုဖို့အနည်းဆုံးလောက်ခကြေးငွေသတ်မှတ်ပေးဖို့အလုပ်သမားဖွဲ့စည်းတွေလွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်ပေးဖို့အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတွေဖြေရှင်းဖို့စတဲ့ကော်မရှင်ရဲ့တွေ့ရှိချက်10ချက်ကိုလည်းဖော်ပြထားပါတယ်ခင်ဗျာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မစ္စတာဘန်ကီမွန်းရဲ့အထူးကိုယ်စားလှယ်မစ္စတာဗီဂျေနန်ဘီယာဟာကချင်ပြည်နယ်မြကြီးနားမြို့နယ်ဝိုင်းမော်မြို့တွေမှာရှိတဲ့စစ်ပြေးဒုက္ခသည်စခန်းတွေကိုဒီကနေ့မှသွားရောက်လေ့လာပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေပေါ်အကောင်းမြင်တဲ့ဘက်ကနေရှုမြင်မှာဖြစ်ပြီးဘယ်လိုအခြေအနေတွေပဲရောက်ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့မြန်မာပြည်သူတွေနဲ့အတူရှိနေမှာဖြစ်တယ်လို့ဒီကနေ့မြကြီးနားမြို့သီတာနှစ်ချင်းဗိမာန်အသင်းတော်မှာမြို့မျိုးဖိုင်နဲ့တွေ့ဆုံတဲ့အချိန်မစ္စတာနန်ဘီယာကပြောပါတယ်။ဒါအပြင်မစ္စတာနန်ဘီယာကကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့နည်းပညာအကြံပေးအဖွဲ့ကိုလည်းမြကြီးနားမြို့မှာတွေ့ဆုံခဲ့ပါတယ်။မစ္စတာနန်ဘီယာဟာမနက်ဖြန် KIO အဖွဲ့ရုံးဆက်ရာလိုင်ဇာမြို့ကိုတွားရောက်လေ့လာမယ်လို့လည်းသိရပါတယ်ခင်ဗျာ။အုတ်ကန်မြို့မှာပြီးခဲ့တဲ့ AB လကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေမှာပါဝင်ပတ်သက်သူ3ဦးကိုတိုက်ကြီးမြို့နယ်တရားရုံးကထောင်ဒဏ်ချမှတ်လိုက်ပြီလို့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ကိုဟန်စိန်ကိုဝင်းသန်းနဲ့ကိုကြည်ခိုင်စိုးတို့3ဦးကိုပြစ်မှုထင်ရှားတဲ့အတွက်ထောင်ဒဏ်9နှစ်ကနေ9နှစ်အထိအသီးသီးချမှတ်လိုက်တယ်လို့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။သူတို့3ဦးကိုပြစ်မှုဆိုင်ရာဥပဒေပုံမှန်436အိမ်သို့မဟုတ်ဘာသာရေးအဆောက်အဦကိုမိဒါမှမဟုတ်ပောက်ကွဲစေတဲ့ပစ္စည်းနဲ့ဖျက်ဆီးမှုပြစ်မှုကျူးလွန်ရာမှာအားပေးကူညီမှုစတဲ့ပုံမှန်နဲ့တရားစွဲဆိုခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့ AB လ30ရက်နေ့ကအုတ်ကန်မြို့မှာစွန့်ခံကိုရင်တစ်ပါးကိုဘာသာကြားအမျိုးသမီးတူကဆိုင်ကယ်နဲ့တိုက်မိရာကနေအကြမ်းဖက်ပရိပက္ခတွေစပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပရိပက္ခနဲ့ဆက်နွယ်နေသူ25ဦးကိုဖမ်းဆီးခဲ့ပြီးအဲ့ထက်18ဦးကိုဆက်တိုက်စစ်ဆေးခဲ့တယ်လို့ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုရုံးကသတင်းဌာနတွေကိုပြောကြားခဲ့ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံဟာလူမျိုးဘာသာပရိပက္ခ6ကမ်းပါးပေါ်ရောက်ရှိနေပြီးတော့အာဏာပိုင်တွေအနေနဲ့အကြမ်းဖက်မှုလက်သည်တွေကိုဖော်ထုတ်အရေးယူဖို့ဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေကြားပရိပက္ခတွေကိုမိထိုးပေးနေတဲ့အကြောင်းရင်းတွေကိုဖြေရှင်းကင်တွယ်ဖို့လိုအပ်နေပြီလို့အာဆီယံလွှတ်တော်အမတ်တွေကသတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံမှာဘာသာရေးနဲ့ဆက်နွယ်တဲ့ပဋိပက္ခတွေအဆက်မပြတ်ပေါ်ပေါက်လာနေရတဲ့ပတ်သက်ပြီးတော့ APHR ခေါ်တဲ့လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ကဒီကနေ့ကြေညာချက်ထုတ်ပြန်ပြီးတော့သတိပေးလိုက်တာဖြစ်ပါတယ်။မြန်မာအာဏာပိုင်တွေအထူးသဖြင့်ဒေသန္တရလုံခြုံရေးတပ်ဖွဲ့တွေဟာအခြေအနေတင်းမာမှုတွေလျှော့ချဖို့အကြမ်းဖက်လုပ်ရက်တွေကိုတားဆီးဖို့လုံလုံလောက်လောက်လှုံ့ဆော်တာမတွေ့ရဘူးလို့လည်းအင်ဒိုနီးရှားလွှတ်တော်အမတ်ဆွန်ဒရီကပြောပါတယ်။မြန်မာအစိုးရအနေနဲ့အကြမ်းဖက်မှုတွေဖြစ်အောင်လှုံ့ဆော်တာတွေမထိန်းသိမ်းနိုင်ဘူးအကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကိုအရေးမယူဘူးဆိုရင်အခုထက်ပိုပြီးတော့ဆိုးဝါးပြင်းထန်တဲ့ပဋိပက္ခတွေပေါ်ပေါက်လာနိုင်တဲ့အလားအလာလည်းမြင်တွေ့နေရတယ်လို့သူကပြောပါတယ်။အလားတူ PHR Physicians for Human Rights လို့ခေါ်တဲ့အမေရိကန်ခြေစိုက်လူ့အခွင့်အရေးအဖွဲ့ကလည်းမြန်မာနိုင်ငံမှာဘာသာရေးဆိုင်ရာမုန်းတီးမှုတွေကြီးပွားအောင်လုပ်နေသူတွေအကြမ်းဖက်တာတွေကျူးလွန်သူတွေကိုရာဇဝတ်ပေးကင်းနေတာမကင်တွယ်ဘူးဆိုရင်မြန်မာနိုင်ငံဟာပဋိပက္ခကပ်ဘေးကြီးတစ်ခုနဲ့ရင်ဆိုင်ရဖို့ရှိတယ်လို့လည်းပြီးခဲ့တဲ့ဘက်ကသတင်းထုတ်ပြန်သတိပေးခဲ့ပါတယ်ခင်ဗျာRFA ရုပ်မြင်သံကြားကနေသတင်းတွေဆက်ပြီးတော့တင်ပြနေတာဖြစ်ပါတယ်။ဘာသာပေါင်းစုံစည်းလုံးရေးနဲ့ငြိမ်းချမ်းစွာရှင်တွဲနေထိုင်ရေးအတွက်အလို့ယုံဆွေးနွေးပွဲတစ်ခုကိုရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းကဦးဆောင်ပြီးတော့မွန်ပြည်နယ်ဆရာဝန်များအသင်းခန်းမှာဒီကနေ့ကျင်းပနေပါတယ်။နိုင်ငံမှာဖြစ်နေတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အမြင်မကြီးတာတွေကိုစုပေါင်းအဖြေရှာဖို့အတွက်ဆွေးနွေးကြမယ်လို့လည်းသိရပါတယ်။နှစ်ရက်ကြာဆွေးနွေးမယ်ဒီဆွေးနွေးပွဲမှာဘာသာကြီး၄ခုကခေါင်းဆောင်တွေနဲ့မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက
မတူကွဲပြားတဲ့ဘာသာဝင်တွေအကြားယင်းနှိချစ်ကြည်စွာအတူရှင်တွဲနေထိုင်ရေးကိုအဓိကထားဆွေးနွေးကြမှာဖြစ်ပါတယ်ဒီကနေ့ဆွေးနွေးပွဲကိုဦးဆောင်ပြုလုပ်တဲ့ရန်နာမြေလူမှုဖွံ့ဖြိုးရေးအသင်းဟာအလားတူဆွေးနွေးပွဲတွေကိုရန်ကုန် AR တိုင်းနဲ့ရှမ်းပြည်နယ်တွေမှာကျင်းပပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ဥပဒေပြဋ္ဌာန်းခဲ့ဘူးတဲ့ပြဋ္ဌာန်းဖို့စ조사ခဲ့ဘူးတဲ့52နှစ်မြောက်နှစ်ပတ်လည်နေ့ကိုမြို့ကြီးတချို့မှာနိုင်ငံတော်ဘာသာနေ့အဖြစ်အခမ်းအနားတွေမနေ့ကကျင်းပခဲ့ကြပါတယ်1962ခုနှစ်ဩဂုတ်လ26ရက်နေ့မှာမြန်မာနိုင်ငံမှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ဥပဒေပြဋ္ဌာန်းနိုင်ဖို့စ조사ခဲ့ဘူးပါတယ်1962ခုနှစ်မှာဒီစ조사ချက်ဟာဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပိုက်ပြီးပြည့်စည်ခဲ့ပါတယ်1962ခုနှစ်မှာဗုဒ္ဓဘာသာကိုနိုင်ငံတော်အဖြစ်ပြဋ္ဌာန်းနိုင်ခဲ့တာကိုအကြောင်းပြပြီးတော့ကချင်ပြည်နယ်မှာအစိုးရစံကျင်ရေးလက်နက်ကိုင်အဖွဲ့စတင်ပေါ်ပေါက်ခဲ့ပါတယ်နိုင်ငံမှာဘာသာရေးအသွင်ဆောင်တဲ့အကြမ်းဖက်ပြည်ပတွေနေရာနဲ့ပေါ်ပေါက်လာတဲ့အချိန်နဲ့တိုက်ဆိုင်ပြီးအခုလိုနိုင်ငံတော်ဘာသာနေ့ဆိုတဲ့အခမ်းအနားအထိမ်းအမှတ်တွေစတင်ကျင်းပနေရလဲဖြစ်ပါတယ်ခင်ဗျာငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေမှာပါဝင်တဲ့တရားမဝင်စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေပုံမှန်18ကိုဖျက်သိမ်းပေးဖို့အတွက်ရပ်ဖက်လူမှုအဖွဲ့အစည်းတချို့ရန်ကုန်မြို့မှာဒီကနေ့စီတန်းလှည့်လည်ဆန္ဒပြခဲ့ပါတယ်ကျွန်တော်တို့ RFA သတင်းတော်ကိုကျော်သူတင်ပြထားပါတယ်ခင်ဗျာဒီလိုမတရားရင်မတဲ့စတဲ့တော့ပုံမှန်စရေးကိုပယ်ဖြတ်ပေးဖို့တောင်းဆိုပါတယ်ပုံမှန်18ဖြတ်သိမ်းပေးရေးတရားဥပဒေစိုးမိုးရေးစတဲ့ကြွေးကြော်တံတွေနဲ့ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မြင်းဒီကုန်းကနေနေ့လယ်2နာရီလောက်မှာ Generation Youth အဖွဲ့ဒီမိုကရေစီအင်အားစုအဖွဲ့တော်ဝင်တစ်အချောတဲ့အလုံသမားသမဂ္ဂအဖွဲ့စတဲ့အဖွဲ့ပေါင်း9ခုလောက်ကဆန္ဒပြကြသူလူအင်အား20ကျော်လောက်နဲ့စတင်ထွက်ခွာခဲ့ကြပါတယ်ပုံမှန်18နဲ့မတရားဖမ်းဆီးတရားစွဲသူများလွတ်ပေးရေးဒီနေ့လမ်းလျှောက်ဆန္ဒပြရတဲ့အကြောင်းရင်းကိုဥဆောင်ပါဝင်ခဲ့သူ Generation Youth အဖွဲ့ကကိုတင်ထွတ်ပိုင်ကအခုလိုပြောပါတယ်ဆန္ဒပြပွဲအကြောင်းအရာတော့ကျွန်တော်တို့ရှင်းပါတယ်ပြည်သူကိုအကျုံးပြုတဲ့ဥပဒေဖြစ်နေပါတယ်ဒီဥပဒေကကျွန်တော်တို့ဒီနိုင်ငံရေးကြောင့်လှုပ်ရှားသူတွေအတွက်တည်တံ့ထားတဲ့အဖွဲ့ပြောမယ်ဥပဒေမျိုးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒါကိုလက်မခံနိုင်ပါဘူးကျွန်တော်တို့တွေကပြည်သူအကျိုးအဖက်ဆောင်ရွက်နေတဲ့လူဖြစ်တဲ့အတွက်ပြည်သူအကျိုးဆောင်ရွက်နေတဲ့လူကိုဒီလိုမျိုးမျိုးစုံဖြင့်ပိတ်ပင်ပြီးတော့ထားတဲ့ဥပဒေကိုကျွန်တော်တို့လက်မခံနိုင်တဲ့အတွက်ဆန္ဒပြနေဖြစ်ပါတယ်စီတန်းလှည့်လည်ဆန္ဒပြကြသူတွေဟာစမ်းချောင်းမြို့နယ်မြင်းဒီကုန်းကနေမြို့နယ်9မြို့နယ်ကိုဖျက်ပြီးမြို့တော်ခမ်းမရှိထိလမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်ပုံမှန်18ကိုဖျက်သိမ်းပေးဖို့အတွက်နိုင်ငံတော်သမ္မတစီတောင်းဆိုကြတာဖြစ်တယ်လို့ဆန္ဒပြပွဲမှာပါဝင်တဲ့ဦးတန်းဆွေကလည်းအခုလိုပြောပါတယ်ကျွန်တော်တို့စီတန်းလဲလေဆိုတာကမတရားကျွန်တော်တို့ဆွဲထားတဲ့ပုံမှန်18ကိုဖျက်သိမ်းပေးဖို့ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကစီတန်းလဲလေမယ်ကျွန်တော်တို့ဒီမျိုးစိအင်အားစုရယ် Generation U ရယ် Generation Wave ရယ်နောက်ကြံတဲ့ဒီတော်ဝင်အလုပ်သမားတွေပေါ့နော်ပါမယ်နောက်တော့ကျွန်တော်တို့တစ်အချောတယ်တို့ပါလို့ပေါ့အဲ့ဒီဟာတွေလည်းကျွန်တော်တို့အင်အားတွေနဲ့ပေါ့နော်ကျွန်တော်တို့18အစွဲခံထားတဲ့လူတွေနဲ့ကျွန်တော်တို့ဒီဟာကိုပုံမှန်18ကိုဖျက်သိမ်းပေးဖို့တောင်းဆိုမှာပေါ့နော်နိုင်ငံတော်သမ္မတကြီးဒီအဲ့အတွက်ကျွန်တော်တို့စီတန်းလဲလှယ်ပြီးတော့ပုံမှန်18ကိုဖျက်သိမ်းပေးဖို့ကျွန်တော်တို့တောင်းဆိုမှာပါဆန္ဒပြတောင်းဆိုသူတွေဟာစမ်းချောင်းကြည်မြင်တိုင်းအလုံးလမ်းမတော်လသာပဘဲတန်းကြောက်တရစတဲ့မြို့နယ်9မြို့နယ်ကိုဖျက်ပြီးဆန္ဒထုတ်ပေါ်ခဲ့ကြတာဖြစ်ပါတယ်ခုဆန္ဒထုတ်ပေါ်သူတွေစီတန်းလှည့်လည်ရမှာဖျက်တမ်းခဲ့တဲ့အလုံမြို့နယ်ကရဲမှုထွန်းရွှေက RFA ကိုခုလိုပြောပါတယ်ဥပဒေမကြီးတဲ့အတွက်ကြောင့်အခုခွင့်ကိုတော့ဆောင်ရွက်ထားပါတယ်စီစဉ်ဆောင်ရွက်ထားပါတယ်ညနေ4နာရီကျော်လောက်မှာတော့စီတန်းလှည့်လည်ကြသူတွေကိုကြောက်တရရဲစခန်းကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့အဖမ်းခံလိုက်ရတဲ့ Generation Youth အဖွဲ့ကကိုကျော်နေဝင်းကပြောပါတယ်အခုလိုဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူတွေဟာမြို့နယ်ပေါင်း9မြို့နယ်ကိုလှည့်လည်စီတန်းဆန္ဒပြတဲ့အတွက်အဲ့ဒီမြို့နယ်ရဲတပ်ဖွဲ့မှုတွေကဥပဒေအရဆက်လက်အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းအဲ့ဒီရဲမှုတွေကပြောကြပါတယ်ခင်ဗျာRFA သတင်းတော်ကိုကျော်သူတင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ကင်ခွင့်တက်တန်းကုန်နေတဲ့မြန်မာရွှေပြောင်းလုပ်သမားတွေဆက်ပြီးနေထိုင်ခွင့်အလုပ်လုပ်ကင်နိုင်ဖို့အတွက်မြန်မာတိုင်းကစီစစ်ပြီးတော့ဆောင်ရွက်ပေးသွားမယ်လို့ထိုင်းနိုင်ငံဆိုင်ရာမြန်မာသားမကြီးဦးတင်ဝင်းကပြောပါတယ်လက်ရှိကျင်းပနေတဲ့နှစ်နိုင်ငံသဘောတူညီချက်အရတရားဝင်မြန်မာရွှေပြောင်းအလုပ်သမားတွေအနေနဲ့ထိုင်းနိုင်ငံမှာ4နှစ်အထိသာနေထိုင်ခွင့်ရှိပြီးဆက်လက်လုပ်ကင်လို့ရဆိုရင်မြန်မာနိုင်ငံမှာပြန်ပြီးတော့နေထိုင်ပြီးမှထိုင်းနိုင်ငံကိုပြန်လာပြီးတရားဝင်အလုပ်လုပ်ခွင့်ရှိမှာဖြစ်ပါတယ်ဒါကြောင့်ထိုင်းနိုင်ငံမှာ4နှစ်ပြည့်ပြီးဆက်ပြီးတော့အလုပ်လုပ်ကင်လို့တဲ့မြန်မာအလုပ်သမားတွေအခက်အခဲတွေ့နေရပြီးအများစုကမြန်မာပြည်တွင်းကိုမပြန်ကြတော့ပဲတရားမဝင်အလုပ်သမားတွေဖြစ်ဆက်လက်နေထိုင်လုပ်ကင်ကြတယ်လို့သိရပါတယ်ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမား3သန်းနီးပါးရှိပြီးအဲ့ဒီထဲကတဝက်ကျော်ဟာနှစ်နိုင်ငံသဘောတူညီချက်အရမြန်မာအစိုးရကထုတ်ပေးတဲ့တရားဝင်အလုပ်လုပ်ကင်ခွင့်လက်မှတ်တွေနဲ့နေထိုင်အလုပ်လုပ်ကင်နေကြတယ်လို့သိရပါတယ်ခင်ဗျာဂျပန်နိုင်ငံက ANA နီပွန်လေကြောင်းလိုင်းဟာမြန်မာနိုင်ငံကဥဒေသပိုင်တဲ့ Asia Wings လေကြောင်းလိုင်းရဲ့အစုရှယ်ယာ49%ကိုဝယ်ယူမယ်လို့ကုမ္ပဏီကဒီကနေ့သတင်းထုတ်ပြန်ပါတယ်
ဒါဟာစီးပွားရေးအခွင့်အလမ်းတွေအလင်းမြန်ပွင့်လင်းလာနေပြီးအကျိုးမြတ်အလားအလာကောင်းတဲ့မြန်မာနိုင်ငံကိုဈေးကွက်ထဲမြန်မာနိုင်ငံဈေးကွက်ထဲကိုနောက်ဆုံးဝင်ရောက်လာတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်လို့ AFP သတင်းကရေးပါတယ်။မြန်မာနိုင်ငံမှာအရသာဆိုးကတက်လာပြီးနောက်ပိုင်း2011ခုနှစ်ကစပြီးတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေစတင်ဝင်ရောက်လာပြီးမဲ့လေကြောင်းလိုင်းလုပ်ငန်းတွေမှာတော့ဒါဟာပထမဆုံးဝင်ရောက်လာတဲ့ဖက်ဆက်လုပ်ငန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ဂျပန် ANA လေကြောင်းလိုင်းအနေနဲ့မြန်မာ Asia Wings လေကြောင်းလိုင်းလုပ်ငန်းမှာအမေရိကန်ဒေါ်လာ25သန်းရင်းနှီးလုပ်ကိုင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်မြန်မာလေကြောင်းလိုင်းဈေးကွက်ကျေပြန့်လာဖို့နဲ့တိုးတက်လာဖို့အတွက် ANA လေကြောင်းလိုင်းအနေနဲ့ကူညီပံ့ပိုးသွားမယ်လို့လည်းဆိုပါတယ်။လောလောဆယ်တိုကျိုနဲ့ရန်ကုန်ကြားတပတ်ကို3ရက်ပြေးဆွဲနေတဲ့လေကြောင်းလိုင်းတွေကိုလာမယ့်စက်တင်ဘာလကုန်ပိုင်းကစပြီးတော့နေ့စဉ်ပြေးဆွဲသွားမယ်လို့လည်းသိရပါတယ်ခင်ဗျာဒီညတဲ့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့ကျေးဇူးတင်ပါတယ်မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်ခင်ဗျာဝေဖန်ကြံပေးတာတွေကိုလည်းလေးစားစွာဖိတ်ခေါ်အပ်ပါတယ်လွတ်တဲ့အာရှသား RFA နဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးထုတ်လွှင့်နေတာဖြစ်ပါတယ်။အခုခါသတင်းပေးပို့ချက်တွေသတင်းဆောင်မတွေကိုစက်တိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။အသင်းအဖွဲ့အများဆိုင်ရာပုံမှန်6နဲ့ညှိစွန်းနေဆိုပြီးတော့ဆွဲချက်တင်ခံထားရတဲ့ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်ဒေါ်မြင့်မြင့်အေးနဲ့2ဦးကိုဒီကနေ့နတ်တလင်းမြို့နယ်တရားရုံးမှာရုံးထုတ်စစ်ဆေးပါတယ်။ RFA သတင်းတော့ကိုကျော်ထွန်းနိုင်ကနတ်တလင်းမြို့ကနေသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဩဂုတ်လ20ရက်နေ့ကနတ်တလင်းမြို့နယ်တရားရုံးရုံးချိန်မှာဒေါ်မြင့်မြင့်အေးဒေါ်မိမိခိုင်နဲ့ကိုတန့်စင်ထက်တို့3ဦးကိုအသင်းဖွဲ့စည်းခြင်းဆိုင်ရာဥပဒေပုံမှန်6နဲ့ဆွဲချက်တင်ခဲ့တာပါ။ပြီးခဲ့တဲ့မေလ9ရက်နေ့ကနတ်တလင်းမြို့နယ်ပဲမခန်းကျေးရွာအုပ်စုပဲမခန်းကျေးရွာကလေယာမြေတွေအသိမ်းခံရတဲ့လယ်သမားတွေကိုကူညီဆောင်ရွက်ပေးခဲ့တာကြောင့်ပေါင်းတဲ့အကျဉ်းထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတာအခုဆိုရင်4လနီးပါးကြာပြီဖြစ်ပါတယ်။တရားရုံးကိုတက်ရောက်လာတဲ့ဒေါ်မြင့်မြင့်အေးကတော့ဥပဒေပုံမှန်6နဲ့တရားစွဲဆိုထားတာနဲ့ပတ်သက်လို့အခုလိုပြောပါတယ်6ဆိုတာ88ခုနှစ်ဥပဒေအဟောင်းကိုပြန်လုပ်ထားတယ်အခုထွက်လာတဲ့ဒီအသင်းဖွဲ့စည်းဥပဒေကလည်းကျွန်တော်တို့မညှိဘူးမညှိတဲ့ပြင်ဒီဟာဥပဒေမူတိုင်းမှရှိသေးတယ်ကိုရဲဆိုတာဘယ်လိုပဲဖြစ်ဖြစ်ဒီပေါ့နော်ဒီဥပဒေနဲ့ကျွန်တော်တို့လုံးလုံးကင်လို့မရဘူးဆိုတော့အများကလည်းပြောနေအဲ့တော့နှစ်ဖက်စလုံးလည်းမညှိဘူးဒါပေမဲ့လည်းပဲသူတို့လှုပ်ချသလိုလုပ်နေတယ်ဆိုတာထင်ရှားတယ်အဲ့တော့ကျွန်တော်တို့ဟာပေါ့နော်ခြေခံလူဒန်းစားတွေပဲနဲ့ရက်တိပြီးတော့ဆက်လက်ပြီးတော့အများကြီးနှစ်တွေအများကြီးကိုဆက်ပြီးတော့ကျွန်တော်တို့လူတော့တိုက်ပွဲဝင်အောင်လို့ကျွန်တော်ပြောချင်တယ်ဖန်စီခံထားရသူတွေတဲကဒေါ်မိမိခိုင်ကတော့အခုလိုပြောပါတယ်ကျမတို့ကတော့ဒီတရားဥပဒေစိုးမိုးရေးဆိုတာကိုဒီကနေ့လွတ်တော်မှာရောအစိုးရကရောပြောနေတဲ့တရားဥပဒေစိုးမိုးရေးကိုကျမတို့လည်းလိုလားရပါတယ်လို့နော်အဲ့တော့ဒါတိုးတော်လည်းပဲဒီကနေ့မြန်မာနိုင်ငံရဲ့အခင်းကျင်းတွေကိုပြန်ကြည့်လိုက်လို့ရှိရင်တကယ်တရားဥပဒေစိုးမိုးရေးစီစီရောက်နေပြီလားဆိုတဲ့ဟာကျမတို့မေးခွန်းလူတိုင်းကမေးခွန်းထုတ်ဖို့လည်းတာဝန်ရှိတယ်ဆိုတဲ့ဟာကိုကျမပြောချင်တယ်တိုးတော်လည်းကျမတို့ကိုဒီလိုမျိုးအကျဉ်းချထားခြင်းအပြင်ကျမတို့ရဲ့ယုံကြည်ချက်တွေကရုပ်ရော့သွားမှာမဟုတ်ဘူးသေချာတာကတော့ပို့ပြီးခိုင်မာလာတယ်ပို့ပြီးတော့ပြည်သူလူထုဟာကိုပေါ့နော်ဒီငိမ့်ချမ်းတဲ့ဟလာလူခွင့်ရေးတွေဒီမိုကရေစီရေးလူခွင့်ရေးတရားဥပဒေစိုးမိုးရေးတွေရှိပြီးတော့ငိမ့်ချမ်းတဲ့လူပေါင်းလောကကြီးဖြစ်လာဖို့ရန်အတွက်ကျမတို့ကမဆုံးမနစ်လှုပ်ဖို့လိုသေးတယ်ဆိုတဲ့တန်တိတ်ထန်တွေကထောင်ထဲမှာနေရင်းနဲ့ပို့ပြီးခိုင်မာလာတယ်လို့ကျမအဲ့ဒါပြောချင်တယ်ဖမ်းဆီးခံထားရတဲ့3ဦးတည်းကကိုသန်းစင်ထက်ကိုဥပဒေပုံမှန်6အပြင်တရားမဝင်စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေပုံမှန်18နဲ့ပါဆွဲချက်တင်ထားတာပါဒီနေ့ရုံချိန်အပြီးပေါင်းတဲ့အကျဉ်းထောင်တွေကိုပြန်လည်မပို့ဆောင်မီကိုသန့်စင်ထက်က RFA ကိုအခုလိုပြောပါတယ်မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုမရှိဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိမှာလေယာဉ်သိမ်းတဲ့ပြဿနာတွေအားလုံးကိုလည်းပဲအာဏာပိုင်ဖွဲ့စည်းတွေကသိမ်းတယ်စစ်ခရိုနီတွေကစစ်ဗျူရိုကရက်တွေကသိမ်းတယ်ဒီအတွက်ကြောင့်မြန်မာပြည်တစ်ပြည်လုံးနှီးပါလေသိမ်းခါတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်အဲ့ပြဿနာပေါ်မှာတရားရုံးတွေကလည်းအုပ်ချုပ်ရေးမှန်တယ်ဥပဒေပြုရေးမှန်တယ်တရားစီရင်မှန်တယ်မှန်နိုင်ကြီးလေးခုကတအုပ်တို့ chess game ဖဲလိုက်ထိန်းညှိမှုမရှိဘဲနဲ့တအုပ်ကတအုပ်ကိုလွှမ်းမိုးနေတာဖြစ်နေပါတယ်ဒါတကယ်တော့တရားဥပဒေစိုးမိုးမှုမရှိဘူးမြန်မာနိုင်ငံမှာဒီမိုကရေစီမရှိဘူးဆိုတာသိတာထင်ရှားဖြစ်နေပုံမှန်6နဲ့ဆွဲချက်တင်ထားတာနဲ့ပတ်သက်လို့ဒေါ်မြင့်မြင့်အေးတို့ရဲ့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေများကွန်ရက်က
ရှေ့နေကြီးဦးအောင်သိန်းကအခုလိုပြောပါတယ် အဲ့ဒီမှာဒီကနေ့ကာလတိသင်ဖွဲ့ပုံမှန်6နဲ့ဆိုရတိုင်းမှမရှိသေးဘူးဒီပဲခူးတိုင်းဒီနတ်လင်းမျိုးနေရာစတယ်လို့ပဲကျွန်တော်ပြောဒီနေ့သင်ဖွဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့လေလွှတ်တော်တွေမှာညှင်းပွားနေတယ်နော်ကြံပြင်းရေးဆွဲမယ်ဥပဒေသစ်ပြဋ္ဌာန်းမယ်ဆိုတဲ့အချိန်ကာလမျိုးကြီးမှာဒီကျော်မြင့်မြင့်တို့ပါသုံးကိုဒီပုံမှန်နဲ့ဆွဲတာဟာဖြစ်ရင်နော်ဘယ်လိုရွယ်ချက်နဲ့ဆွဲရလဲကျွန်တော်ဒီတိုင်းနဲ့ဒီမျိုးနေရာ ဒီနေ့ရုံးချိန်မှာဒေါ်မြင့်မြင့်အေးတို့အမှုကိုတရလိုပြသက်သေတွေရောက်မလာတာကြောင့်အမှုကိုဆက်လက်စစ်ဆေးဖို့စက်တင်ဘာလ3ရက်နေ့ကိုရွှေ့ပြောင်းထပ်မံချိန်ဆိုလိုက်ပါတယ်ဒီနေ့ရုံးချိန်ဟာ10ချိန်မြောက်ဖြစ်ပြီးဒေါ်မြင့်မြင့်အေးနဲ့လယ်သမားအရေးကူညီဆောင်ရွက်နေသူတွေကိုလာရောက်အားပေးကြတဲ့နတ်တလင်းမြို့နဲ့ပေါင်းတယ်မြို့တွေကလယ်သမား90ကျော်ကိုလည်းတွေ့ရပါတယ်ခင်ဗျာအားရပေတဲ့တော့ကိုကျော်ထွန်းနိုင်နတ်တလင်းရနေသတင်းပြုပို့သွားတာပါခင်ဗျာရခိုင်ပြည်နယ်အတွင်းမှာကနန်းပြော့မွေးမြူလုပ်ငန်းကိုအရင်ကစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လုပ်ကိုင်လာကြပေမဲ့အခုခါမှာတော့ရခိုင်ပြည်နယ်အတွင်းမှာလမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေအပြင်နည်းပညာအားနည်းချက်တွေကြောင့်ကနန်းပြော့မွေးမြူသူမရှိသလောက်နှဲပါလာနေတယ်လို့သိရပါတယ်ကျွန်တော်တို့အားရပေတဲ့တော့ကိုနေမျိုးထွန်းတင်ပြထားပါတယ်ခင်ဗျာရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူပုံနာကျွန်းစတဲ့မြို့တွေကနေထွက်တဲ့ကနန်းပြော့တွေကို1995ခုနှစ်လောက်ကတည်းကပြည်ပနိုင်ငံတွေကိုတင်ပို့ရောင်းချနေတာပါဒါပေမဲ့2000ခုနှစ်နောက်ပိုင်းကနန်းပြော့မွေးမြူရေးလုပ်ငန်းလုပ်ကင်သူတွေတဖြည်းဖြည်းနဲ့နှဲပါလာပြီးအခုဆိုရင်မရှိသလောက်ဖြစ်သွားပြီလို့ဒေသခံတွေကဆိုပါတယ်အခုလိုကနန်းပြော့မွေးမြူရေးလုပ်ငန်းတွေကျဆုံးလာရခြင်းဟာလမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက်ပြည်ပဈေးကွက်ကိုကနန်းပြော့တွေအချိန်မီမတင်ပို့နိုင်တာကြောင့်ဖြစ်တယ်လို့ကနန်းမွေးမြူရေးလုပ်ငန်းရှင်ဦးမောင်မောင်ထွန်းက RFA ကိုပြောပါတယ်ဒီကနန်းပြော့ကကြတော့ကုန်းလန်းနဲ့ဆိုရင်တိတ်မအဆင်မပြေဘူးလေအဓိကလေကြောင်းနဲ့ပဲအဆင်ပြေမယ်အဲ့ဒါလေကြောင်းမှာကြတော့ကျွန်တော်တို့ထုတ်လိုက်ပါပြီအဲ့ဒီထုတ်လိုက်တဲ့အတိုင်းတာကိုကျွန်တော်တို့ဘလောက်ပို့ရှင်တယ်အဲ့ဒါပို့လို့မရအတိုင်းတာရှိတယ်ရခိုင်ပြည်နယ်ကနေထွက်တဲ့ကနန်းပြော့တွေကိုရန်ကုန်မြို့နယ်ပြည်ပဈေးကွက်တွေတင်ပို့တဲ့အခါကုန်းလန်းကိုအသုံးမပြုဘဲအေးကန်းပါတဲ့လေရင်ဒါမှမဟုတ်တင်မောတွေနဲ့တင်ပို့ရတာဖြစ်တဲ့အတွက်အခက်အခဲတွေအများကြီးကြုံတွေ့ရတယ်လို့ကနန်းမွေးမြူရေးလုပ်ငန်းရှင်ဦးမောင်မောင်ထွန်းကပြောပါတယ်2တန်3တန်လောက်ထုတ်တဲ့အထိမှာကျွန်တော်တို့2တန်ကျော်2တန်လောက်ဆုံးရှုံးတယ်ဆုံးရှုံးတာကဟိုပါပေါ့ကျွန်တော်ရေခေးထားတယ်မလားအဲ့ဒါကိုစက်အေးခန်းမှာခေးထားတယ်ခေးခိုင်းတယ်အဲ့ဒါကအေးခန်းမှာခေးဟိုဟာ export မရတော့ export ရမလားလို့ခေးခိုင်းထားတယ် export မရတော့ဟိုအချိန်ကကြာလာတာနဲ့အဲ့ဒီကောင်ကပျက်စီးသွားတယ်ဒါအပြင်ကနန်းပြော့မွေးမြူရေးလုပ်ငန်းတွေနှဲပါလာတာဟာလမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေအပြင်နိုင်ငံတကာစံချိန်မီတဲ့ကနန်းပြော့တွေကိုထုတ်လုပ်နိုင်ဖို့အတွက်နည်းပညာလိုအပ်ချက်တွေလည်းရှိတယ်လို့ကနန်းပြော့မွေးမြူသူတွေကဆိုပါတယ်ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ကနန်းပြော့မွေးမြူရေးလုပ်ငန်းတွေပြန်လည်ဥမော့လာဖို့ဆိုရင်နည်းပညာပိုင်းဆိုင်ရာနဲ့မြန်ဆန်တဲ့ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေရှိဖို့မွေးမြူရေးလုပ်ငန်းရှင်ဦးကျော်အေးကအခုလိုသုံးသပ်ပြပါတယ်ကျွန်တော်ရခိုင်ပြည်နယ်မှာကနန်းပြော့လုပ်ငန်းစနစ်တကျလုပ်ဖို့ဆိုလို့ကြည့်ရင်နည်းပညာကအရေးတကြီးလိုအပ်တယ်ဗျဒီလိုနည်းပညာနဲ့အရင်ပြည့်စုံမှလည်းပဲဒီထုတ်ကုန်လုပ်ငန်းတစ်ခုကပြည်ပြင်လာမှာဖြစ်ပါတယ်အခုကအမှားစားရှိပေမဲ့ကျွန်တော်တို့ဒီမှားသလောက်ကျွန်တော်တို့ထုတ်လို့မပြနိုင်တာရဲ့ဟိုကျွန်တော်တို့ထုတ်လုပ်ထားတဲ့ဥစ္စာတွေကြတော့လေဟိုကျွန်တော်တို့ပြည်မကိုတင်ရတဲ့ဥစ္စာတွေမှာလန်ခီကကျန်းကြတာရဲ့ဟိုကျွန်တော်တို့ရခိုင်ပြည်နယ်ကအမြင့်တန်းဒီစစ်သွေးဒီပို့ဆောင်ရေးကုန်စည်စီးဆင်းရေးမှာအခက်အခဲရှိတာတွေကြောင့်ဟိုကျွန်တော်တို့ဟာဟိုဒီအခက်အခဲတွေကိုတစင်းစီဖြေရှင်းနိုင်မှပဲကျွန်တော်တို့ဒီကနန်းပြောလုပ်ငန်းကအောင်မြင်နိုင်မှာလို့ကျွန်တော်တို့အဲ့လိုထင်ပါတယ်ဗျရခိုင်ပြည်နယ်တွင်းမှာနေထိုင်ကြတဲ့ဒေသခံတွေဟာရေလုပ်ငန်းကိုအဓိကအသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်ခင်ဗျာRFA ရေဒီယိုအသံလွှင့်စီစဉ်တွေကိုနေ့စဉ်မနေ့9:00နာရီကနေ10:00နာရီထိထုတ်လွှင့်နေပြီးညစဉ်9:00နာရီကနေ10:00နာရီထိအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေဓာတ်ရိုက်အသံလွှင့်နေပါတယ်။ RFA အသံလွှင့်စီစဉ်မှာနေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေအပြင်အပတ်စဉ်ဆောင်းပါးတွေကိုလည်းပဲထုတ်လွှင့်နေပါတယ်။ဒါ့အပြင်နေ့စဉ်မနေ့ပိုင်းစီစဉ်မှာတိုင်းသားဘာသာစကား9မျိုးကိုအလှည့်ကျထုတ်လွှင့်နေပါတယ်။
ယနေ့ကနေ့မှာတော့ယနေ့ကနေ့စကဝိုင်းအစီအစဉ်ကိုမနေ့ပိုင်းမှာရောညဘက်မှာပါ2ကြိမ်ထုတ်လွှင့်နေပါတယ်။ RFA TV နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်တွေကိုတော့ည8:30ကနေ9:00အထိနိုင်ဝက်ကြာညစဉ်ထုတ်လွှင့်လည်းရှိပါတယ်။နေ့စဉ်အစီအစဉ်တွေကိုသတင်းနဲ့သတင်းပေးပို့ချက်တွေတိုင်းသာအစီအစဉ်တွေနဲ့ထုတ်လွှင့်နေပါတယ်။စနေနေ့ညမှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးအဲဒီအစီအစဉ်ကိုပဲဒီနေ့နေ့မှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ RFA TV အစီအစဉ်တွေကိုမူလထုတ်လွှင့်နေကြ App Store 7 Jodu အပြင်နောက်ထပ် Jodu အသစ်နှလုံးဖြစ်တဲ့ Asia Set 3 Jodu နဲ့ New Skies Jodu တွေကနေလည်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဖိုင်းကြည့်ရှုနိုင်ပါတယ်ခင်ဗျာအခုတစ်ခါမှာမြန်မာဗီဒီယိုနဲ့ရုပ်ရှင်စီးပွားရေးလုပ်ငန်းတွေကျဆင်းလာနေတဲ့အကြောင်းတင်ပြထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုထုတ်လွှင့်ပေးကြပါရခင်ဗျာရုပ်ရှင်နဲ့ဗီဒီယိုလုပ်ငန်းတွေကိုတွေ့ဆုံလုပ်ငန်းရှင်တွေကိုတွေ့ဆုံမေးမြန်းပြီးတော့ကျွန်တော်တို့ RFA ဆောင်းပါးရှင်ရှင်းတေဝီတင်ပြထားပါတယ်မြန်မာဗီဒီယိုဈေးကွက်ထုတ်လုပ်မှုရဲ့အဓိကနေရာကတော့ရန်ကုန်မြို့ကြောက်တရားမြို့နယ်က35လမ်းနဲ့36လမ်းတို့ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာဖလင်သုံးပြီးရုပ်ရှင်ကားကြီးတွေထုတ်လုပ်ရိုက်ကူးတာဟာ1988ခုနှစ်လောက်ကစပြီးဖလင်ရှားပါမှုပြဿနာကြောင့်တဖြည်းဖြည်းရောကျလာခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးမြန်မာဗီဒီယိုဇာတ်ကားတွေရဲ့ဈေးကွက်ဟာလည်းတရှိန်တိုးမြင့်တက်လာရတဲ့အနေအထားတွေဖြစ်ခဲ့ရတာပါ။နှစ်ပေါင်း20နီးပါးလောက်ဈေးကွက်အခြေအနေကောင်းမွန်လာခဲ့တဲ့မြန်မာဗီဒီယိုလုပ်ငန်းဟာအခုအချိန်မှာအဆိုးရွားဆုံးအခြေအနေကိုရင်ဆိုင်နေရတယ်လို့ Lucky 7 ဗီဒီယိုထုတ်လုပ်ရေးကဦးအောင်ဝင်းကဗီဒီယိုဈေးကွက်ကတော့ကျွန်တော်တို့အခြေအနေကတော့ဂျင်းရပါနော်။တစ်ချက်ကဗီဒီယိုမှာကျွန်တော်ရှင်းပြမှုအများကြီးမှာ။ကျွန်တော်က broadcasting အုပ်စုရှိတယ်။ပြီးတော့ရုပ်ရှင်အုပ်စုရှိတယ်။ပြီးတော့အခြား entertainment တွေများတဲ့အတွက်ဗီဒီယိုကတော့ထည့်သလောက်ထိတော့အစားလုံးကခေလွန်ခဲ့တဲ့10နှစ်လောလည်းခေလွန်ခဲ့တဲ့9နှစ်လောခေလောက်တော့တည်ပြီးတော့အားကောင်းမှုရှိတော့အခုချိန်ကတော့နည်းနည်းပါလာပေါ့ဟိုဆိုင်ဖွင့်စားနေမတူဘူးမတို့ကလွန်ခဲ့တဲ့10နှစ်လောက်ကစဖွင့်တာဟိုအဲတုန်းကတော့ပါလေစကိုင်းနဲ့တို့ဘာလို့မပေါ်သေးဘူးလေဖိုင်နဝါတို့အခုတော့အဲ့ဒါတွေပေါ်တော့တော်တော်လေးကိုပါသွားတယ်တနေ့ကိုဘယ်လောက်ဘလို့ငားရလဲဘလို့ပုံစံရှိတနေ့ကိုမတို့အခွေက80နဲ့100ကြားတယ်အဲ့လောက်တော့ငားတယ်နော်တိုးပွားလာတဲ့အခမဲ့နဲ့အခပေး TV channel လိုင်းသစ်တွေရဲ့အစီအစဉ်ကောင်းတွေကြောင့်ဗီဒီယိုဈေးကွက်ရော့ကျခဲ့ရတာဖြစ်တယ်လို့တရားမဝင်ကူးယူရောင်းချမှုတွေကပုံမများပြားလာပြီးအဲ့ဒီမတမာတဲ့ဈေးကွက်ကိုထိရောက်မနှိမ်နင်းနိုင်တာကလည်းမြမဗီဒီယိုဈေးကွက်ကိုပြက်ပြားစေခဲ့တာဖြစ်တယ်လို့ Manchester ဗီဒီယိုထုတ်လုပ်ရေးကဝင်းကူကပြောပြပါတယ်။တို့ဗီဒီယိုလုပ်ငန်းမှာကြာတော့အဲ့ဒီဗီဒီယိုမတမာမှုလုပ်တဲ့လူတွေကိုကူတဲ့လူတွေဟာလာခုနမခေါ်မဲဒီဦးတို့ခေါ်ဆိုတော့ပွားပွေတွေကြော်ပွေတွေနော်စင်ဆာမဲတွေအဲ့ဟာမျိုးတွေပေါ့နော်လုပ်တဲ့လူတွေကိုရေးယူတဲ့အတိုင်းတာအင်မတန်ကိုအားနေတဲ့ပုံမှာနော်ခုနမတမာမှုလုပ်တဲ့လူတွေကိုကူလူတွေကပို့တော့မှအီတွက်ကဒိုးပွားလာတယ်လို့ပြောလို့ရတယ်နော်ဆိုတော့အဲ့ရောက်လေဦးစီးကွက်ကဒီနေ့ချိန်မှာဆိုးဆုံးချိန်မှာရောက်တယ်အကြောင်းအမျိုးမျိုးကြောင့်ဗီဒီယိုဈေးကွက်ယိုယွင်းပျက်စီးလာရတယ်လို့မြန်မာဗီဒီယိုထုတ်လုပ်ရေးမှာလည်းအရေးသွေးကောင်းမွန်တဲ့ဇာတ်ကားတွေကိုရိုက်ကူးထုတ်လုပ်နိုင်တာတွေကရော့ကျလာပါတယ်။ဒါကြောင့်ဈေးကွက်အခေါ်အောက်ကားလို့ခေါ်တဲ့တရေကားများတဘာဝလွန်ထူးခြားစမ်းကြယ်ဖြစ်ရများတိုက်ခတ်ရေးအသားပေး fighting ဇာတ်ကြမ်းတွေဟာမြန်မာဗီဒီယိုလုပ်ငန်းကိုလွှမ်းမိုးလာပါတယ်။နာမည်ကြီး writer နာမည်ကြီးမင်းသားများနဲ့ဇလန်းကောင်းကိုရိုက်ကူးထုတ်လုပ်ရင်ကုန်ကျငွေများပြားပြီးအမျက်ငွေပြန်လဲရရှိနိုင်မှုမတည်ကြတဲ့အတွက်ဗီဒီယိုဆက်ကားထုတ်လုပ်သူတွေဟာကုန်ကျစရိတ်နည်းတဲ့အောက်ကားဆိုတဲ့အဲ့ဒီလိုကားမျိုးတွေရိုက်ပြီးဈေးကွက်ကိုအသက်ဆက်ရှင်သန်နေရတာလည်းဖြစ်ပါတယ်။တကယ်တော့မြန်မာဗီဒီယိုဈေးကွက်ကျဆင်းလာတာဟာအကြောင်းရင်းများစွာရှိနေခဲ့ပါတယ်။နာမည်ကြီးတရုတ်ဆောင်တွေကိုမှီတည်နေရတဲ့ဈေးကွက်အနေထားအမှုပညာစံနှုန်းစက်ပစ္စည်းရင်းနှီးမြုပ်နှံမှုစတဲ့အကြောင်းရင်းများစွာဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပြီးမြန်မာဗီဒီယိုဈေးကွက်ကိုရက်တက်လူနီးပါးအခြေအနေတွေဖြစ်နေခဲ့ရပါတယ်။မြန်မာပြည်သူတွေကြားမှာကိုရီးယားဇလန်တွေကိုနှစ်ချိုက်အားပေးကြည့်ရှုနေကြဆဲဖြစ်ပေမဲ့မြန်မာဇာတ်ကားကောင်းတွေကိုလည်းမြန်မာပရိသတ်ကစောင့်စားမျှော်လင့်နေကြပါတယ်။
မြန်မာဗီဒီယိုဇာတ်ကားထုတ်လုပ်သူတွေနဲ့ရိုက်ကူးသူတွေဟာမြန်မာပရိသတ်အတွက်မျှော်လင့်ရကြိုးနှက်စေမဲ့မြန်မာဗီဒီယိုဇာတ်လမ်းကောင်းတွေကိုထုတ်လုပ်လာနိုင်မဲ့အနာဂတ်ကတော့မှေးမှိန်နေစေဖြစ်တယ်လို့တင်ပြလိုက်ရပါတယ်ရှင်အခုဆက်ပြီးတော့ကရင်တိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လုပ်မှာအောင်ပါခင်ဗျာ2013ခုနှစ်ဩဂုတ်လ12ရက်နေ့ကကြာရောက်တဲ့63နှစ်မြောက်ကရင်မျိုးသားအာဇာနည်နေ့မှာ KNU ကရင်မျိုးသားအစည်းအရုံးဒုဥက္ကဋ္ဌဖဒိုနော်စီဖိုးရာစိန်မိန်ခွန်းပြောကြားခဲ့တဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ခင်ဗျာကရင်တိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လုပ်ခဲ့တာပါခင်ဗျာကျွန်တော်တို့ RFA ရဲ့အတန်လှန်အစီအစဉ်တွေနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင့်လဲဖန်ယူကြည့်ရှုနိုင်ပါတယ်လိပ်စာကတော့ www.rfa.org/bami ဖြစ်ပါတယ်ဒီညအတွက်ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပဲပြီးဆုံးပါပြီမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ